ကျွန်တော်ရေကိုပိုင်ဖော်ဆက်ထားတဲ့မြေအိုးစာလှုပ်ဝက်ချက်နဲ့ဦးလေးရဲ့စားဖျဲမြေရှိဧကဟုတ်အရေးအသွေးမြင်ရေခဲတကြားဖျဲသီးနေဖြစ်အောင်လှုပ်ပေးခဲ့တာပါ။ရွာနှစ်တန်းလောက်မြတ်ထားတဲ့ဦးလေးကကျွန်တော်ကိုဝေစုအနေနဲ့ရွာ3သိန်းလောက်ပေးမယ်လို့ထင်ခဲ့မိတာပေါ့။ဒါပေမဲ့ဝဲသူဒီကိုပြန်လှုပ်ပြီးတာနဲ့သူပြောလိုက်တဲ့စကားကတကယ်ကိုအံ့ဩစရာကြီးဗျ။ချန်ဖုံဒီနေ့အတွက်ဆိုင်ရင်ဒီအကုန်ပြတ်ပါပြီ။ဒီရွာ2000ကိုယူပြီးမြို့ပေါ်မှာအလုပ်သွားရှာတော့လို့ပြောလာတာ။စားပွဲပေါ်မှာပိုက်ဆံထုတ်ကြီးတွေအများကြီးရှိနေရတဲ့ပိုက်ဆံနှစ်ထုတဲကပဲတည်တံဖြစ်နေတာပါအဲ့ဒီရွာ2000ကိုကြည့်ပြီးအမှန်တိုင်းပြောရရင်ဒါမျိုးဖြစ်လာမယ်ဆိုတာကျွန်တော်ကြိုသိနေခဲ့ပါတယ်ကျွန်တော်တစ်နှစ်ပတ်လုံးအနက်အသက်ဆိုးတဲ့ငါးအမိုင်နိုမီအိုးစာတွေဖောက်ဆိုင်ရင်စုပ်ပြက်နေတဲ့ဖယဲချန်တဲကတဲလေးထဲမှာပဲအိတ်ခဲ့ရတာပါကျွန်တော်ရေသွေးရေထုတ်ထိမ့်ထိမ့်နဲ့နေကြောင်တာဒီစိုက်ခင်းကြီးအသက်ဆက်နိုင်ခဲ့တာကျွန်တော်ဘာမှပြန်မပြောဖြစ်ခဲ့တာကဝမ်းခွဲအကိုကြောက်ကြီးခန်းကတကားကိုကန့်ဖွင့်ပြီးဝင်လာလို့ပါသူကပလတ်စတစ်ပုံအကြီးကြီးနဲ့ပုံကိုထည့်လာရင်းနဲ့တကယ်ကိုဘဝမြင့်နေတဲ့ယုံနေဗျဒါကမျိုးပေါ်ကတထေးတယောက်စီကရလာတဲ့အပင်အားစေးဖြစ်ပြီးဒါကိုဖျန်းလိုက်ရင်ဖျဲသီးတွေက3ရက်အတွင်းမှာရေခဲတကြားလုံးတွေလို့ကြည်လာပါတယ်ဝမ်းခွဲကိုကပုံတွေကိုစောင့်ချလိုက်ပြီးကျွန်တော်ကိုအထင်မြင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေတာချန်ဖုံမင်းရဲ့အနက်အသက်ဆိုးပြီးခင်မမီတော့တဲ့ရှေးရိုးဆွဲနီးလန်းတွေကခင်မမီတော့ဘူးမင်းကရွမ်3သိန်းတောင်ဝေးစုလို့ချင်းသေးတာလားမင်းယူနေတာလားဒီမြေကိုငါအဖေကငါထားတာလေငါတို့မိသားစုကပိုက်ဆံစိုက်ထုတ်ထားတာမင်းကအငွားအလုပ်သမားတစ်သက်ပဲမင်းကို2000ပေးတာတောင်တော်တော်ရရောနေပြီဦးလေးကသူ့ရဲ့စီးကလေးပြားကိုခါထုတ်လိုက်ရင်မျက်လုံးထဲမှာလောဘတွေအပြည့်နေပေါ့ဖုံးမင်းအကိုပြောတာမှန်တယ်အခုခေတ်စိုက်ပျိုးရေးဆိုတာဤပညာကအဓိကပဲမင်းရဲ့နွယ်တပင်မှာအတီးတလုံးပဲထားတဲ့နီလန်းကငါတို့ပိုက်ဆံအများကြီးရှာနိုင်တဲ့လမ်းကိုပိတ်နေတာမနှက်ဖြန်ကစားပြီးဖယဲချန်တဲ့ကိုလုံးဝပြန်မလာနဲ့တော့မနှက်ဖြန်ကစားပြီးဖယဲချန်တဲ့ကိုလုံးဝပြန်မလာနဲ့တော့ကျွန်တော်အဲ့ဒီသားအဖန်တယောက်ကိုတိတိလေးပဲစိုက်ကြည့်နေမိတယ်သူတို့ကိုယူသားဖြောင်းမှတဲ့လူတွေလို့ထင်ခဲ့မိတာတကယ်တော့သူတို့ကအသေးနှလုံးမရှိတဲ့လူယုံမာတွေဖြစ်နေတာပဲကျွန်တော်သူတို့နဲ့အင်းချင်းခုံလည်းမလုပ်သလိုတောင်းပန်တို့ရှိုတာလည်းမလုပ်ခဲ့ပါဘူးစားပွဲတောင်မှတင်ထားတဲ့ရွယ်နှထောင်းကိုလမ်းယူပြီးအိတ်ထဲထည့်လိုက်ရုံပါပဲကောင်းပြီလေဒီပိတ်ဆံကိုကျွန်တော်ယူမယ်အခုဒီတာဝန်ကင်းရှင်းကြောင်းလက်မှတ်ထိုးပေးပါကျွန်တော်ရဲ့အိတ်ဆုထဲကနေခွဲထွက်မဲ့သဘောတူညီချက်စာချုပ်ကိုထုတ်ပြီးစားပွဲပေါ်ကိုဖြစ်တင်လိုက်တယ်ဒီနေ့ကစားပြီးဒီဖရဲချန်ချီအိတ်ကမှဘာပဲဖြစ်ဖြစ်ကျွန်တော်နဲ့လုံးဝမဆိုင်တော့ဘူးဦးလေးနဲ့ဝမ်းကွယ်အကူကတယောက်ကိုတယောက်ပြုံးကြည့်ပြီးဝမ်းသာအားရပဲလက်ဖွေနေဖြစ်လိုက်ကြတာပေါ့စာချုပ်ကိုပြန်သိမ်းပြီးခြံထဲကနေထွက်လာဖြစ်လိုက်တယ်ဝမ်းကွယ်အကူကနောက်ကနေလောင်ပြောင်းနေတော့ပဲမင်းရဲ့ရွယ်နှထောင်းကိုယူပြီးရွာလေးကနေအခုချက်ချင်းထွက်သွားလိုက်တော့ငါတို့ပိတ်ဆံများကြီးရှာမယ်လမ်းကိုလာမပိတ်နဲ့ကျွန်တော်ခက်တီတီပဲပြန်သွားလိုက်တာကတော့ခမရတို့ဆေးတွေနဲ့အတင်းကြီးအောင်လှုပ်ထားတဲ့အစိတ်တင်ဖရဲတီတီကမကြခင်ခမရတို့လက်ထဲမှာတင်ပုတ်ကုန်လိမ့်မယ်ဆိုတာပါပဲကျွန်တော်ခြံကားကိုတွန်းဖွင့်ပြီးရွာယုံကိုတန်းသွားလိုက်တယ်အဲ့ဒီရွံတုံးကရွာနောက်ဘက်ကဆွန့်ပစ်ထားတဲ့ကြောက်စရိတ်မြေခွက်ကိုငွားဖို့အတွက်လုံလောက်ပါတယ်ဦးလေးကဖရဲချန်ရှိအိတ်ကိုတင်လိုက်တာတင်မကဘူးကျွန်တော်ရဲ့အိယာလေးတွေပါအပြင်ကိုလွှင့်ပစ်လိုက်သေးတာဝမ်းခွဲကိုပြောတဲ့အတိပကမရှိတဲ့စကားတွေကိုယုံပြီးအဲ့ဒီစိတ်တွေကအထွတ်နှုံသုံးပတ်လုံးမယ်လို့တူထင်နေတာကိုကျွန်တော်ကတော့ကျွန်တော်ရဲ့အိယာလေးဆိုလေးကိုတဲပြီးရုံးဝင်းလေးစီကိုမဝင်တော့ပဲရွာယုံဝင်တဲ့ကိုတန်းဝင်သွားခဲ့တယ်ရွာလူကြီးကကြွေခွက်လေးနဲ့ရင်နှွေးတောင်းနေတာပေါ့ကျွန်တော်ကမြင်တော့သူအံ့ဩသွားတယ်ဟုတ်မင်းဦးလေးကမင်းကိုတကယ်ပဲနင်းထုတ်လိုက်တာလားကျွန်တော်သားမှပြန်မပြောခဲ့ဘူးစားပွဲပေါ်ကိုရွေးနှောက်တင်လိုက်တယ်ကျွန်တော်ရွာနှုတ်ဘက်ကကြောက်စရိတ်မြေခွက်ကိုငားချင်ပါရွာလူကြီးကအရန်လန့်သွားပြီးတောင်းနေတဲ့ရင်းတွေတော့ပန်းထောက်ကုန်မင်းယူနေတာလားအဲ့ဒီနေရာကကြောက်စရိတ်တွေတဲအဲ့ဒီကြီးပဲလေပေါင်းပင်တော့မပေါင်းနိုင်တဲ့နေရာမှာပေါ့မင်းအဲ့ဒီမြေတဲကိုရွှဲ2000ထည့်လိုက်ရေထဲပြစ်တယ်လို့ပဲဘာတမ်းမှတော့ကြားရမှာမဟုတ်ဘူးကျွန်တော်မျိုးလုံးတွေကတော့ခိုင်မာနေတော့မယ်ကျွန်တော်ကဒီတိုင်းငားယုံနေမှာမဟုတ်ဘူးကျွန်တော်ကစဲနစ်စာငားချင်တာဖြစ်ပြီးဒီရွှဲ2000ကစပုံးငွေပေါ့ကျွန်တော်ကိုဖြောင်းဖျားလို့မရမှန်းသိသွားတဲ့ရွာလူကြီးကစားချုပ်ထုတ်ပေးလို့ကျွန်တော်လက်ပဲနှိပ်လိုက်ပါတယ်စားချုပ်ကိုကိုင်းပြီးထွက်လာချိန်မှာတရွာလုံးကလူတွေစူယုံပြီးကျွန်တော်ကိုလောင်နေကြတာဦးလေးရဲ့ဖရဲချန်ကအထနှုံးတုံးစားတိုးတော်မယ်ဆိုတာကိုသူတို့ကြားထားကြပါမယ်လူတိုင်းကကျွန်တော်ကိုလောင်ပြောင်းနေမျိုးလုံးတွေနဲ့ကြည့်နေကြတာဖုံးကတော့အချိုက်ထီသွားလို့စိတ်လွတ်သွားပြီထင်တယ်ပေါ့ကြောက်စရိတ်မြေပေါ်မှာဖရဲတီစိုက်နေဆိုတာမျက်ဖို့ပြင်ထားတယ်လို့ပါပဲကောလာဟလာတွေကိုဂယုမဆိုင်တဲ့အိတ်စုံတလုံးကိုယူပြီးမြို့ထဲကငါးစေးကိုတန်းသွားလိုက်တယ်လူတွေရဲ့ရွမ်းရှာတဲ့အကြည့်တွေကြားထဲမှာပဲငါးလုတ်တွေငါးကလေးစားတွေကိုအိတ်ထဲကိုလက်နဲ့ပဲကောက်ထည့်ခဲ့တာပါအဲ့ဒီကြောက်စရိတ်မြေကိုမြေဩဇာထက်တန်အောင်လုပ်ဖို့တော့ဆိုရင်အနက်ဆိုတဲ့အညီအကြီးတွေကိုနေတိုင်းသိမ့်ဖို့ကျွန်တော်အစင်သိမ့်ပါပဲသူများတွေကအမိုက်လို့မြင်တဲ့အရာတွေကကြောက်စရိတ်မြေရဲ့အပူချိန်နဲ့ရေစင်းအောင်ကောင်းမှုကိုပေါင်းစပ်လိုက်ရင်အကောင်းဆုံးအမိုင်နိုအက်ဆစ်မြေဩဇာဖြစ်လာမှာလေဈေးကွက်ဦးအောင်ဆိုပြီးဝိုင်းခွဲအိတ်ကိုကအသီးမိတ်ဆေးတွေကိုယူယူမူမူဖျန်းတော့တာပဲဒါကိုတရွာလုံးကလည်းအားကြနေကြတာလူတိုင်းကသူ့နောက်ကိုပဲလိုက်လို့ကြတော့တယ်ဦးလေးရဲ့ရှေးအိတ်ကခြံထဲမှာဖရဲသီးတွေကပူပေါင်းနေလို့ဖောင်းလာတာဗျຫນွေဦးပေါက်ပြီး3ရက်အတွင်းမှာတင်ဘတ်စကက်ဘောလုံးလောက်ရှိတဲ့အစိမ်းရောင်ဖရဲသီးတွေຫນွေပင်တွေမှာအပြည့်ပဲဦးလေးတို့မိသားစုချမ်းသာတော့မယ်ဆိုတာမြင်တော့ရွာသားတွေလည်းမနေနိုင်တော့ပဲအဲ့ဒီအပင်အားဆေးတွေကိုဈေးကြီးပေးပြီးလူဝယ်ကြတော့တာပေါ့